မိဘပြည်သူတွေပရိသတ်တွေအားလုံးသိချင်နေကြတဲ့စွမ်းစာနီဆုံးပါသွားပြီဆိုတဲ့သတင်းကမှန်လားမှားလားဆိုတာသိချင်ဒီဗီဒီယိုကိုကြည့်ရင်အဖြေပေါ်ပါလိမ့်မယ်ခင်ဗျာပြည်သူအချစ်တော်ရုပ်ရှင်တရုပ်ဆောင်စွမ်းစာနီဟာဒီနေ့မှာတော့မြန်မာပြည်ကိုပြန်ရောက်လာခဲ့ပြီပဲဖြစ်ပါတယ်သူ့ရဲ့ပေါင်ကတန်ရာကလည်း90ရာခိုင်နှုန်းပျောက်ကင်းသွားပြီဖြစ်တယ်လို့အရင်လိုသူချစ်တဲ့ပရိသတ်တွေနဲ့မကြခင်မှာပြန်လည်တွေ့ဆုံတော့မှလည်းဖြစ်ပါတယ်မင်္ဂလာပါထုံးစံတိုင်းကျွန်တော်တော့ Data Vibe YouTube Channel မှာဖြစ်ပါတယ်ဒီနေ့မှာတော့ online ပေါ်မှာစွမ်းစာနီဆုံးပါသွားပြီဆိုတဲ့သတင်းအတုတွေပြန့်နေတာနဲ့ပတ်သက်ပြီးတော့တည်တည်ချာချာသိရအောင်ကျွန်တော်တို့ channel ကတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးဖို့လည်းမြတ်တာရက်ခံခြင်းပါတယ်ခင်ဗျာ Facebook YouTube TikTok စတဲ့ social media တွေမှာစွမ်းစာနီတယောက်ရက်တော့နေရပြီးဆုံးပါသွားပြီလို့ရေးတည်ကြတာတွေဟာတကယ်တော့ရုပ်တိလုံးဝမရှိတဲ့သတင်းအမှားကောလာဟာလာတတ်တာဖြစ်ပါတယ်တချို့ကလည်းရေရရာအနေနဲ့တင်ကြတာဖြစ်တယ်လို့တချို့ကလည်းမနာလိုသူတွေရဲ့တိုက်ခိုက်မှုဖြစ်ပါတယ်ပရိသတ်တွေကသတင်းအမှားတွေကိုမယုံကြဖို့ပဲလိုအပ်ပါတယ်ခင်ဗျာအမှန်တရားကတော့ပြီးခဲ့တဲ့ရက်သက်ပတ်အနေငယ်ကစွမ်းဟာအိန္ဒိယနိုင်ငံကအစင်းမြင့်စေးုံတစ်ခုမှာတိတ်တဆိတ်တွားရောက်စီကူတာနေခဲ့တာဖြစ်ပြီးခုချိန်မှာတော့90ရာခိုင်နှုန်းလောက်ယောဂပျောက်ကင်းသွားပြီဖြစ်တယ်လို့သူ့ရဲ့ဦးလေးကိုယ်တိုင်ကဒီမနေ့ပဲကျွန်တော်စီဖုန်းဆက်ပြီးပြောပြလာခဲ့ဖြစ်ပါတယ်။မကြာမီရက်ပိုင်းအတွင်းမှာလည်းအရင်လိုစက်တပင်နယ်ပွဲတွေမှာပြန်ကဖို့အတွက်အနားယူနေတယ်တို့လည်းပြောသွားပါတယ်။စွမ်းစာနီဟာဒီနေ့ကစပြီးရက်သေးစာနဲ့မူရစေဝါကိုရာသက်ပံဆုံးလိုက်ပြီးဖြစ်ကြောင်းလဲဝမ်းသာတဲ့သတင်းကြားသိရပါတယ်။နောက်စစ်လိတောင်မတောက်တော့ဘူးလို့လည်းကြားသိရပါသေးတယ်။ဒါကြောင့်လူတိုင်းချစ်ရတဲ့လူတိုင်းအားပေးကြရတဲ့သားစွမ်းကိုအရင်လိုပြုံးရှင်ရှင်နဲ့စင်မြင့်ပေါ်မှာနောက်တစ်ချိန်ကျင်မြင်ရတော့မှလည်းဖြစ်ပါတယ်ခင်ဗျာ။ပရိသတ်တို့ရောဘယ်လိုမြင်လဲ။သားစွမ်းပြန်လာမှာကိုကြိုဆိုကြရဲ့လား။အရင်လိုချစ်ပေးကြအောင်ပါလားဆိုတော့ comment ထဲမှာဝင်ရောက်ဆွေးနွေးပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ